ကောင်းဆုံး quality ဖြစ်ကဈေးနှုန်းဒီလည်းအသက်သာဆုံးဖြစ်ရမင်္ဂလာရှိတဲ့နေ့ရက်လေးပါခင်ဗျာကျွန်တော်ကတော့ R3 လုံး Trading Company ရဲ့ founder ဝေယံကိုကိုပါဒီနေ့ R3 လုံး Trading Company ရဲ့ပထမဆုံးဗီဒီယိုလေးမှာကျွန်တော်တို့ R3 လုံး Trading Company ဘယ်လိုဖြစ်တည်လာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းပါတယ်ပထမဆုံးပြောချင်တာကကျွန်တော်ဒီအမျိုးအစားကောင်းတဲ့အိမ်သုံးလျှက်စစ်ပစ္စည်းတွေမိဖို့ကြောင့်သုံးစက်ပစ္စည်းတွေကိုဝယ်ယူသုံးဆွဲရတာအရှမ်းကြိုက်တယ်အရှမ်းလဲသဘောကျအဲ့လိုပဲမိတ်ဆွေတို့ကိုလည်းအရေးသွေးကောင်းမွန်ပြီးဒီဇိုင်းလဲဆန်းလက်စရီဆန်းဆန်းမိဖို့ကြောင့်သုံးစက်ပစ္စည်းတွေကိုယုံကြည်စိတ်ချစွာအသုံးပြုစေခြင်းနဲ့စေတနာလေးကကျွန်တော်တို့ R3 လုံး Trading Company ဖြစ်တည်လာခြင်းရဲ့အကြောင်းရင်းတစ်ခုပါပဲကျွန်တော်တို့ R3 လုံး Trading Company ကနေပြီးတော့ဘလို့ပစ္စည်းမျိုးတွေကိုအဓိကထားပြီးတော့ရောင်းချပေးသွားမလဲဆိုလို့ရှိရင်မိဖို့ကြောင့်သုံးစက်ပစ္စည်းတွေထဲမှာဆိုလို့ရှိရင် air fryer တွေပါမယ်မီးဘူးတွေပါမယ်ဘလန်ဒါတွေပီဇာမာကာတွေချော်ပါစတဲ့ပစ္စည်းတွေအများကြီးလဲပါအောင်မယ်အဲ့ဒါအပြင်အိမ်သုံးလျှက်စစ်ပစ္စည်းတွေထဲမှာဆိုလို့ရှိရင်အားသွင်းပြီးသုံးရတဲ့မိပစ္စည်းအစုံလဲပါဝင်အောင်မယ်ပြီးတော့လူသုံးကုန်ပစ္စည်းမျိုးစုံကိုလည်းအဓိကထားပြီးရောင်းချပေးသွားပါဦးမယ်ရောင်းချပေးသွားမယ်ပစ္စည်းတစ်ခုချင်းစီရဲ့ဈေးနှုန်းကိုလည်းအများကြီးတက်တာအောင်ကျွန်တော်တို့ R3 လုံး Trading Company ဘက်ကနေပြီးတော့အထူးစီစဉ်ပေးထားတဲ့အပြင်ပစ္စည်းအများစုရဲ့ warranty သက်တမ်းတွေကိုလည်းအပြည့်အဝထည့်သွင်းပေးထားပါသေးတယ် R3 လုံး Trading Company ကနေပြီးတော့တင်သွင်းထားတဲ့ကုန်ပစ္စည်းမျိုးစုံထဲကမှပစ္စည်းအမျိုးအစားတစ်ခုချင်းစီကိုကျွန်တော်ကိုယ်တိုင်လက်တွေ့စမ်းသပ်သုံးစွဲပြီးတော့ review video လေးတွေပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် R3 လုံး Trading ရဲ့ Facebook page နဲ့ TikTok channel လေးတွေကို like and follow လေးလုပ်ထားပေးစေချင်ပါတယ်ဒီဗီဒီယိုရဲ့အနှစ်သာရဖြစ်တဲ့အချက်၃ချက်ကိုအဓိက focus ထားပြီးတော့ကျွန်တော်ပြောချင်ပါတယ်နံပါတ်1ကျွန်တော်တို့ရောင်းချပေးမဲ့ကုန်ပစ္စည်းတိုင်းဒီအကောင်းဆုံး quality ဖြစ်ကြမယ်နံပါတ်2ဈေးနှုန်းဒီလည်းသက်သာဆုံးဖြစ်ရမယ်နံပါတ်3ကျွန်တော်ရဲ့ review video လေးတွေကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့တင်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဝေယံကိုကိုပါ